ကဘာပေါ်မှာမိန်းကလေးတွေကိုဈေးကွက်တစ်ခုမှာထိုင်ခိုင်းပြီးယောက်ျားတွေလာကြည့်ရွေးချယ်တဲ့ပွဲတစ်ခုတကယ်ရှိတယ်ဆိုရင်ယုံနိုင်မလားဒီလိုထူးခြားတဲ့ရိုးရာပွဲတစ်ခုကိုဥရောပနိုင်ငံဖြစ်တဲ့ဘာလ်ဂေးရီးယားမှာနှစ်တိုင်းကျင်းပနေကြပါတယ်ဒီပွဲကိုခါလိုင်းဂျီ Bright Market လို့ခေါ်ပြီး Stara Zagora မြို့နားမှာကျင်းပကြပါတယ်ဒီပွဲမှာမင်းကလေးတွေကိုအလှပြင်ပြီးလှပတဲ့အဝတ်အစားတွေဝတ်ဆင်စေပြီးပွဲကွင်းတွေကိုမိသားစုနဲ့အတူလာကြပါတယ်။အဲ့ဒီအချိန်မှာယောက်ျားဘက်မိသားစုတွေကလာပြီးမင်းကလေးတွေကိုကြည့်ရှုကြပါတယ်။အကယ်၍နှစ်ဖက်မိသားစုသဘောတူညီမှုရလာခဲ့ရင်ယောက်ျားဘက်ကမင်းကလေးမိသားစုကို Bride Price ဆိုတဲ့လက်ထပ်ကြေးတစ်ခုပေးပြီးလက်ထပ်ဖို့သဘောတူကြပါတယ်။အဲ့ဒါကြောင့်ပဲတချို့သူတွေကဒီပွဲကိုမိန်းကလေးရောင်းတဲ့ဈေးကွက်လို့ခေါ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အမှန်တကယ်တော့ဒီပွဲဟာလူတွေထင်သလိုမိန်းကလေးတွေကိုတကယ်ရောင်းတဲ့ပွဲမဟုတ်ပါဘူး။ဒီပွဲကရိုမာလူမျိုးစုတစုဖြစ်တဲ့ခါလိုင်းဂျီမျိုးနွယ်စုရဲ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။သူတို့ယဉ်ကျေးမှုအရာမိန်းကလေးတွေကိုအရွယ်ရောက်လာတဲ့အချိန်မှာမိသားစုအကူအညီနဲ့လက်ထပ်ဖို့စီစဉ်ပေးကြတာဖြစ်ပါတယ်။အဲ့ဒီလိုကြောင့်လေဒီ Bright Market ကိုသူတို့အတွက်မိသားစုတွေတွေ့ဆုံပြီးသားသမီးတွေအတွက်အိမ်တောင်ဖက်ရွေးချယ်ပေးတဲ့နေရာတစ်ခုလိုဖြစ်လာပါတယ်။ယနေ့ခေတ်မှာတော့ဒီပွဲဟာရိုးရာအဖြစ်သားကြန့်ရှိနေပြီးကဘာတဝင်းကလူတွေစိတ်ဝင်စားလာကြတဲ့ယဉ်ကျေးမှုထူးခြားမှုတစ်ခုဖြစ်လာပါပြီ။ကဘာပေါ်မှာလူမျိုးတစ်မျိုးနဲ့တစ်မျိုးယဉ်ကျေးမှုမတူကြပါဘူး။ဒါကြောင့်ဒီလိုပွဲတွေကိုကြည့်တဲ့အခါမှာသူတို့ရဲ့ရိုးရာနောက်ခံကိုနားလည်ဖို့လဲအရေးကြီးပါတယ်။